အားလုံးမင်္ဂလာပါရှင်ဒီမှာဆွေးနွေးပေးနေတယ်ပေါ့နော် EFS ရဲ့အဓိကအပိုင်းကြီး၃ပိုင်းရှိတယ်အဲ့ဒီ၃ပိုင်းထဲမှာဆိုရင် cognitive flexibility မိမိရဲ့ကိုယ်ပိုင်းရောစိတ်ပိုင်းကိုပြုလွယ်ပြောင်းလွယ်ရှိရပေါ့နော်စိတ်ပိုင်းဆိုင်ရာရောသိမှုပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောသိမှုပိုင်းဆိုင်ရာရောပြုလွယ်ပြောင်းလွယ်ရှိရ cognitive flexibility အကြောင်းတွေကိုလည်းဆွေးနွေးခဲ့တယ်နောက်တစ်ခါ working memory ဆိုတဲ့အလုပ်လုပ်တဲ့မှတ်ဉာဏ်ပေါ့နော်ဒီမှတ်ဉာဏ်အားကောင်းရမယ်အကြောင်းတွေဆွေးနွေးခဲ့တယ်အဲ့ဒါလေးကိုလည်းကျွန်မဆွေးနွေးခဲ့လို့ပြီးပြီအဲ့မှာတတိယပေါ့နော်ဒီက EFS ရဲ့အဓိကစိတ်ပိုင်းကြီး၃ခုထဲမှာနောက်ဆုံးမိတ်တစ်ပိုင်းနဲ့ဖြစ်တယ်ပေါ့နော် inhibitory control တွေပေါ့နော်ဒါကလည်းအင်မတန်ကိုအရေးကြီးတာပါမိမိကိုမိမိထိန်းချုပ်နိုင်ကြောင်းကိုပြသနိုင်တဲ့စွမ်းရည်တွေပေါ့နော်ဒီစွမ်းရည်ကလည်းအင်မတန်အရေးကြီးတယ်ဘဝမှာအရေးကြီးတယ်ပြဿနာတွေရှေ့ကျော်မှုမဖြစ်အောင်ပေါ့နော်ပြဿနာနည်းအောင်မိမိဆောင်ရမယ့်လုပ်ငန်းတွေကိုပြည့်လဲလဲအောင်မြင်မြင်နဲ့ဆောင်ရွက်နိုင်အောင်အဓိကကျွန်တော်တို့ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်မှုအရေးကြီးတယ်။ရန်ရေးကြီးတာပါ။အဲ့လိုမျိုးရေးကြီးတယ်ဒီခေတ်ဒီကာလမှာဆိုရင်ပြဿနာဖြစ်မှုတွေကအရန်ကိုများပြားလာတာလေ။ဒါဆိုရင်ကျွန်တော်တို့အဓိကဒီ scale တွေမှာညံ့နေလို့ပေါ့နော်။ကျွန်တော်တို့ဒီ scale တွေကျွန်တော်တို့ကလေးတွေမညံ့စေရဘူး။ကျွန်တော်တို့ညံ့ခဲ့ပေမဲ့ကျွန်တော်တို့ကလေးတွေမှာမညံ့စေရဘူးပေါ့နော်။ inhibitory control တွေကောင်းရမယ်။ဒါဆိုရင်ကောင်းအောင်ဒီ inhibitory control တွေကောင်းခြင်းအပြင်မိမိရဲ့စိတ်လှုပ်ရှားခံစားမှုတွေကိုစီမံထိန်းသိမ်းနိုင်တယ်ထိုးပလိုက်ခြင်းဘယ်ဖြစ်ဦးမလို့ထိုးလိုက်ရင်ပြဿနာဖြစ်သွားမယ်ငါရဲ့အချိန်တွေကုန်သွားမယ်ကဲကိုအင်အားတန်ဖိုးရှိတဲ့အင်အားတွေကိုမလျော်တဲ့နေရာမှာအသုံးချတယ်လို့ဖြစ်သွားမယ်မလုပ်ဘူးပါမိမိစိတ်ကိုမိမိထိန်းချုပ်နိုင်လိုက်ရမယ်ဒါ inhibitory control အားကောင်းစေအောင်လေ့ကျင့်ပေးရမှာဖြစ်တယ်ဒါဆိုရင်စိတ်ခံစားမှုတွေအော်ရမယ်ဆိုရင်မအော်ဘူးဒါမအော်တင်ဘူးရှက်စရာကောင်းတယ်ပေါ့ဒါမျိုးတွေပေါ့နော်မိမိရဲ့စိတ်လှုပ်ရှားခံစားမှုတွေကိုထိန်းသိမ်းနိုင်တယ်နောက်ပြီးတော့စိတ်ဖိစီးမှုအခြေအနေတွေမှာလည်းမိမိအပြုမှုကိုထိန်းချုပ်နိုင်တယ်စိတ်ဖိစီးမှုဆိုတာကလေးလေးရှိတယ်လူကြီးလေးရှိကြတယ်လေကိုယ်စိတ်ဖိစီးမှုတိုင်းကိုဒါလွတ်ပြီးတော့ဆောင်ရွက်နေမယ်ဆိုရင်ကိုယ့်အတွက်လည်းမကောင်းဘူးသူများပတ်ဝန်းကျင်အတွက်လည်းမကောင်းဘူးအဲ့ဒါမျိုးတွေကိုစိတ်ဖိစီးမှုဖြစ်ပေမဲ့မိမိစိတ်ဖိစီးမှုကိုဘယ်လိုနည်းလမ်းနေနဲ့ဖြေရှင်းမလို့ကျွန်တော်တို့ stress management တွေကျွန်တော်ဆွေးနွေးခဲ့တာရှိတယ်လေဘယ်လိုနည်းလမ်းနေနဲ့ဖြေရှင်းမလို့ဒီအချိန်မှာဘယ်လိုနည်းလမ်းတင့်တော်မလို့ပေါ့ဒါမျိုးတွေကိုဝေဖန်ပိုင်းခြားသုံးသပ်ပြီးတော့မှမိမိရဲ့စိတ်ဖိစီးမှုအခြေအနေတွေကိုမိမိရဲ့အပြုအမူတွေကိုထိန်းချုပ်နိုင်ရမှာလည်းဖြစ်ပါတယ်ရှင်နောက်တစ်ခါမလောက်ခင်မှာကျွန်တော်တို့ခိတ္တရက်ပြီးတော့စဉ်းစားရမယ်ကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုကလှုပ်သိရဲ့လားမလှုပ်သိဘူးလားရေရှည်ကြိုးစည်းသူကဘယ်လိုဖြစ်သွားမှာတော့ဒါမျိုးတွေကိုဝေဖန်ပိုင်းခြားပြီးတော့မှမိမိလှုပ်ရမယ့်လှုပ်ကလေးကိုချက်ချင်းကြီးဆောင်ရွက်ပလိုက်တာတဲ့ခိတ္တခဏရက်ပြီးတော့စဉ်းစားပြီးတော့မှလှုပ်တဲ့နဲ့မလှုပ်တဲ့မှုကိုဝေဖန်ပိုင်းခြားသုံးသပ်ပြီးမှလှုပ်ခြင်းဟာပုံမအောင်မြင်ကောင်းမွန်တဲ့အခြေအနေကိုဖြစ်ပေါ်စေမှာလည်းဖြစ်ပါတယ်ရှင်နောက်တစ်ခါစိတ်ရှိတိုင်းမလှုပ်ဘူးတဲ့စိတ်ရှိတိုင်းမလှုပ်ဘူးလှုပ်တဲ့နဲ့မလှုပ်တဲ့မှုဝေဖန်ပိုင်းခြားတယ်ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကိုလည်းသုံးသပ်တယ်သုံးသပ်ပြီးတော့မှလှုပ်တဲ့နည်းမလှုပ်တဲ့ကိုခွဲခြားပြီးတော့မှလှုပ်ဆောင်တယ်ကိုယ့်ရဲ့အတ္တယူပဲကိုမကြည့်ဘူးပေါ့နော်ကိုဆုံးဒီကိုယ့်အတ္တကလည်းကိုယ့်အတွက်ကိုကောင်းရဲ့လားပေါ့သူတစ်ပါးအတွက်ကိုကောင်းရဲ့လားပေါ့ဒါမျိုးတွေကိုဝေဖန်ပိုင်းခြားထိန်းချုပ်ပြီးတော့ဆောင်ရွက်ခြင်းပေါ့နော်စိတ်ရှိတိုင်းမလုပ်တာတွေဒါကလည်းကျမတို့ inhibitory control ပေါ့နော်မိမိကိုမိမိထိန်းချုပ်နိုင်တဲ့စွမ်းရည်တွေပါနောက်တစ်ခုကလုပ်ငန်းပေါ်မှာလေးထားတဲ့ context ဒါအရေးကြီးတယ်လုပ်ငန်းပေါ်မှာပေါ့သေးသေးလေးနဲ့လုပ်တယ်ဖြစ်ကြစမ်းလုပ်တယ်ပြေလဲရန်လုပ်တယ်ဒါဆိုကိုလုပ်တဲ့အလုပ်ပေါ်လေးနဲ့မထားတာလေအဲ့လိုမဟုတ်ဘူးကိုလုပ်တဲ့အလုပ်ပေါ်တေးတေးတက်တက်ရှိရမယ်စနစ်တကျရှိရမယ် on text နောက်တစ်ခါ time and text ဆိုတာရေးကြည့်တယ်အချိန်နဲ့တပြေးညီပေါ့နော်စနစ်တကျရှိဖို့ဆိုတာလည်းအချိန်နဲ့တပြေးညီလိုအပ်တယ်ကိုယ်လုပ်ငန်းပေါ်မှာအလေးထားပြီးတော့အချိန်မီပြီးမြောက်နိုင်ရမယ်ပေါ့နော်ဒီလုပ်ငန်းတစ်ခုဟာဒီအချိန်မှာပြီးရမယ့်ဟာကိုနောက်တစ်နေ့ရွှေ့ပြီးမှပြီးမြောက်တယ်ဆိုတာဒါလုပ်ငန်းကိုအလေးထားတာမကြဘူးပေါ့နော်လုပ်ငန်းကိုအလေးထားတယ်ဆိုရင်သူ့အချိန်နဲ့တပြေးညီပြီးမြောက်အောင်လှုပ်ဆောင်နိုင်ခြင်းရလည်းပဲကျမတို့အဓိကမိမိကိုမိမိထိန်းချုပ်နိုင်ခြင်းကိုပြသနိုင်ခြင်းလည်းဖြစ်ပါတယ်ရှင်အဲ့တော့ကြတော့ပန်းတိုင်ကိုချပြီးတော့တေချာဆောင်ရွက်နိုင်ရမယ်ဘာလို့ချင်တာတော့ဘာဖြစ်ချင်တာတော့ဘယ်ဟာအရင်ဆောင်ရွက်တင်တာတော့ဒါမျိုးတွေကိုပန်းတိုင်ချပြီးတော့တေတေချာချာအကောင့်တွေပေါ်ဆောင်ရွက်နိုင်ကြရမှာဖြစ်တယ်အဲ့လိုဆောင်ရွက်နိုင်ခြင်းဟာလည်းပဲကျမတို့
inhibitory control အားကောင်းတာလည်းဖြစ်ပါတယ်ရှင်မိမိကိုမိမိထိန်းချုပ်နိုင်တာပေါ့ရှင်နောက်တစ်ခါစိတ်ထဲပေါ်တာကိုချက်ချင်းလှုပ်လိုက်တာဒါမျိုးကိုမလုပ်ရဘူးပေါ့စိတ်ထဲပေါ်တာကိုလှုပ်တင်လားမလှုပ်တင်လားဒါမျိုးတွေကိုခိတခဏရက်ပြီးတော့စဉ်းစားပြီးတော့မှစိတ်ရှိတိုင်းမလှုပ်တာပေါ့နော်ဒါမျိုးကိုပြောတာစိတ်ထဲပေါ်တာတွေကိုချက်ချင်းလှုပ်တာမျိုးတွေမလုပ်ရဘူးရှေ့နောက်မစဉ်းစားပဲပြောချလိုက်တာလှုပ်ခနဲ့ပေါ့မိမိစိတ်ထဲထင်တာကိုတစ်ဖက်သူကဘယ်လိုခံစားနေရတာတော့သူကလက်ခံနိုင်တဲ့အခြေအနေရှိရဲ့လားမိဒီချိန်မှာပြောသင့်ရဲ့လားဒါမျိုးတွေကိုစဉ်းစားဖို့လိုတာပေါ့ရှင်မစဉ်းစားဘဲနဲ့ပြောချလိုက်တာတွေမလုပ်ရဘူးတဲ့နောက်တစ်ခါသူများကပြောလို့မပြီးသေးဘူးဏီကုန်းကိုချက်ချင်းခုန်ကူးလိုက်တာကျမဆိုအဲ့ဒီနေရာမှာတော်တော်အားနေတယ် inhibitory control အားနေစိတ်ညံတဲ့သူတွေကဒီကမိမိကိုမိမိထိချုပ်နိုင်မှုပြသတဲ့အကြောင်းအရာတွေမှာအားနေတတ်တာပေါ့နော်သူများကပြောလို့မပြီးသေးဘူးစကားဆုံးအောင်မဆောင်ဘူးကိုပြောကိုကသိပါတယ်ဆိုပြီးတော့ဆိုလိုတဲ့အကြောင်းကြီးကဒီလိုဟာမလားပေါ့ဒီလိုဖြစ်သွားမှာမလားပေါ့ဆိုပြီးတော့သူများစကားကိုဖြတ်ပြီးတော့ပြောလိုက်တာဒါမျိုးကိုလည်းမပြောရဘူးတဲ့မိမိကိုမိမိထိချုပ်နိုင်မှု inhibitory control အားကောင်းအောင်လေပြုမှုရမယ်ပေါ့နော်သူများကစကားပြောလို့မပြီးသေးဘူးဏီကုန်းကိုသိပါတယ်ဆိုတဲ့ပုံစံနဲ့ပေါ့နော်ချက်ချင်းခုန်ကူးပလိုက်တာမျိုးအဲ့လိုမလုပ်ရဘူးသူပြောတာကိုစနေတေးချာစိတ်ရှည်နဲ့ပေါ့နော်နားထောင်ပေးတတ်တဲ့အလေးအထားလေးတွေရှိရမယ်ပေါ့နော်ဒါဆိုရင်ကျမတို့ရဲ့ကလေးတွေကိုလည်းပဲဒီက inhibitory control တွေပေါ့နော်မိမိကိုမိမိထိန်းချုပ်နိုင်အောင်ပြသနိုင်တဲ့အပြုအမူတွေဖြစ်အောင်လေ့ကျင့်ကြရမယ်ဘလို့အပြုအမူတွေပြသနိုင်ရမလို့ဆိုရင်မိမိရဲ့စိတ်လှုပ်ရှားခံစားမှုတွေကိုစီမံထိန်းသိမ်းနိုင်ရမယ်စိတ်ဖိစီးမှုအခြေအနေတွေမှာကိုပဲမိမိရဲ့အပြုအမူကိုထိန်းချုပ်နိုင်ရမယ်တချို့ကလေးတွေစေးတောက်ဖို့ဆိုလို့ရှိရင်ဆေးကိုမတောက်ချင်ဘူးလေဟုတ်ပြီဒါစိတ်ဖိစီးမှုဖြစ်သွားပြီဒါဆိုသူ့ကိုစိတ်ဖိစီးမှုနီးလန်းတွေကိုဘယ်လိုလျှော့ချမလို့ set management တွေကိုလေ့ကျင့်ပေးခဲ့မယ်ဆိုရင်သူဒီစေးတောက်ဖို့အတွက်စိတ်ညစ်တာပေါ့လူတိုင်းစေးကြောက်တာပဲဒါပေမဲ့ဒါကိုယ့်ရဲ့ဒီဆေးကိုဒါနေကောင်းဖို့အတွက်ကျန်းမာဖို့အတွက်တောက်ဖို့လိုတယ်ဒါကြောင့်ဒီစိတ်ဖိစီးမှုကို1 2 3လေးပဲရည်လိုက်တာရေတွက်လိုက်တာပဲဖြစ်ဒါမှမဟုတ်ရင်ပန်းအနံ့လေးတွေကိုရှူရှိုက်လိုက်တာပဲဖြစ်ဒါမျိုးလေးတွေပေါ့နော်ဒါမှမဟုတ်ရင်ကောင်းကင်ကြီးကိုမော့ကြည့်ပြီးတော့ကျယ်လေးတွေကိုရေတွက်လိုက်တာပဲဖြစ်ပေါ့ဒီလိုနီးလန်းနေနဲ့ကိုယ့်ရဲ့စိတ်ဖိစီးမှုကိုရှော့ချပြီးတော့မှခုနတောက်ရမယ်ဆေးကိုတောက်စေခြင်းပေါ့ဒါဟာကျမတို့စိတ်ဖိစီးမှုအခြေတွေမှာလဲတွေ့လာတဲ့အခြေအနေတွေမှာမိမိရဲ့အပြုအမူကိုထိန်းချုပ်နိုင်မှာလဲဖြစ်ပါတယ်ရှင်နောက်တကမလုတ်ခင်ကိုလုံးမဲ့အလုပ်တွေကိုခိတခဏရက်ပြီးစဉ်းစားရမယ်စိတ်ရှိတိုင်းမလုပ်ရဘူးလုပ်ငန်းအပေါ်မှာလေးထားရမယ်ပန်းနိုင်ချပြီးတော့အသေးချာအကောင့်ထဲပေါ်ဆောင်ရွက်တတ်ရမယ်ပေါ့စိတ်ထဲမှာပေါ်လာတာတွေကိုချက်ချင်းလှုပ်လိုက်တာမစဉ်းစားမစင်ကျင်မနဲ့လှုပ်လိုက်တာမျိုးတွေရှောင်ကျင်ရမယ်ရှေ့နောက်မစဉ်းစားပဲပြောချလိုက်တာတွေမလုပ်ရဘူးသူများပြောလို့မပြီးသေးခင်မှာဏီကုန်းကိုချက်ချင်းခုန်ကူးပြီးတော့ပြောချလိုက်တာမျိုးတွေပေါ့နော်ဒါမျိုးတွေကိုဆင်ခြင်ရမယ်ဒီလိုမျိုးဆင်ခြင်လိုက်ခြင်းအပြင်လှုပ်ဆောင်လိုက်ခြင်းအပြင်ကျမတို့ inhibitory control တွေဟာလည်းပဲကျမတို့အားကောင်းလာစေမှာလည်းဖြစ်တယ်ဒီလိုမျိုးအားထိန်းချုပ်နိုင်မှသာမိမိရဲ့အနေရောကိုယ့်ရဲ့ခံစားချက်တွေရောကိုစနစ်တကျသုံးသပ်နိုင်မှာဖြစ်တယ်ကာကွယ်နိုင်မှာလည်းဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်ကျမတို့ self control တွေပေါ့နော်ဒီ ability မှာဆိုရင်သူတို့တွေဟာမလောက်ခင်မှာစဉ်းစားရမယ်ဒီကပြုမှုတဲ့အပြုမှုတိုင်းဟာစနစ်တကျရှိရမယ်အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာခဏ wait ခဏစဉ်းစားပြီးတော့မှအဖြေပေးတာမျိုးဆောင်ရွက်တာမျိုးပေါ့နော်ဒီမှာဆိုရင်ကျမတို့ဒီကူဆိုလို့ရှိရင်ကလေးတွေကိုပေါ့နော်ကိုပြောချင်တာတွေကိုတပားသူပြောနေတာကိုမဆောင်မဲနဲ့မပြောစေပဲနဲ့ပေါ့နော်မေးလိုက်တဲ့မေးခွန်းတစ်ခုကိုမိမိကဖြေချင်တယ်ဆိုရင်လက်ထောင်တာလေကျမတို့ Zoom နေမှာဆိုရင် Zoom ကျမတို့ဒီသင်တန်းတွေမှာဆိုရင်ပေါ့နော် Zoom training တွေပါဆိုရင်ကျမတို့ပြောချင်တယ်ဆိုရင်လက်ထောင်ရတယ်လက်ထောင်တဲ့အခါမှာလဲဒီလူကဘယ်နှမိနစ်မှလက်ထောင်တာဘယ်သူကလက်အရင်ထောင်တာဆိုတာဒီ Zoom application ကသူနဲ့သူမှတ်ထားပြီးသားပြောပြထားပြီးသားဆိုတော့အရင်လက်ထောင်တဲ့သူကအရင်ပြောခွင့်ရတယ်လက်မထောင်မဲနဲ့ဒီကျမတို့ဒီကိုယ့်ရဲ့ voice ကိုဖွင့်ပြီးတော့ပြောခွင့်မရှိဘူးပေါ့နော်မပြောရဘူးဒါကျမတို့ဒီယဉ်ကျေးမှုတစ်ခုဖြစ်တယ်လက်ထောင်လိုက်မယ်အဲ့လိုပဲအခမ်းအနားတွေမှာပဲဖြစ်စာသင်ခန်းထဲမှာပဲဖြစ်ဘယ်နေရာမှာပဲဖြစ်ပေါ့
ကိုပြောခြင်းနဲ့ဆိုရင်လက်ထောင်လိုက်မယ်လက်ထောင်ပြီးတော့မှဘဒူပြောပါဆိုမှပြောတာပေါ့နော်ဒါလေးတွေကလည်းပဲကိုယ့်ရဲ့ကိုယ်ကိုထိန်းချုပ်လိုက်တာပါပဲပြောခြင်းနေတာပေါ့နော်စိတ်ကတိတော့ပြောခြင်းနေတာပြောခြင်းတိုင်းပြောလို့မဖြစ်ဘူးအစီအစဉ်တကျစနစ်တကျဖြစ်ရမယ်ဆိုတာလေးတွေကိုကျမတို့စာသင်ခန်းထဲမှာလည်းလေ့ကျင့်ပေးလို့ရတယ်ဒီလိုမျိုးပေါ့နော်ဒီ training တွေမှာလည်းလေ့ကျင့်ပေးလို့ရတာလည်းဖြစ်ပါတယ်ရှင်မိမိလက်ထောင်ပြီးတော့မှစကားပြောစေတာနောက်တက waiting in the you are done waiting စောင့်ရမယ်ဒီကျမတို့ဒီကားပေါ်တက်တာပဲဖြစ်ဖြစ်ပေါ့နောက်တကကျမတို့ဒီ shopping mall တွေမှာဈေးဆိုင်တွေမှာဈေးဝယ်တာပဲဖြစ်ဖြစ်ငွေရှင်းကောင်တာတွေမှာငွေရှင်းဖို့ပဲဖြစ်ဖြစ်ပေါ့နော်ဒါမျိုးဆိုတန်းစီရမယ်လေကိုယ့်ရှေ့မှာအရင်ရောက်တဲ့သူကအရင်သူဟိုရှင်းလိုက်မယ်အဲ့ဒါဟင်းငါတို့ကအရေးကြီးတယ်ကျမတို့ကအရေးကြီးတယ်ဆိုမရမဟုတ်ဘူးလေဒီလူတိုင်းကအရေးကြီးနေကြတာပဲဒါကို waiting လုပ်နိုင်ရမယ်ပေါ့နော်စောင့်နိုင်ရမယ်ဟိုနောက်တကသူသဖြင့်ကျမတို့ကားကြီးတဲ့အခါမှာပို့ဆိုတယ်ဒီကားကြီးကကိုလူအုပ်ပြည့်ပြီဆိုမှထွက်မှာပါမပြည့်ဘဲနဲ့ဒိုင်းထွက်သွားပါဒါပေမဲ့ကိုအရင်ရောက်ရမှဆိုရင်အတ္တတွေကြီးရလေဒါမျိုးတွေမဖြစ်စေရဘူး waiting လုပ်ရမယ်ကျမတို့ wait လုပ်နိုင်ရမယ်ပေါ့နော် waiting လုပ်နိုင်ရမယ်နောက်တက doing what under သူကဒီအလုပ်လုပ်တဲ့က doing what အလုပ်တွေလုပ်တဲ့အခါမှာလည်းပဲသူကအဓိကဟိုစနစ်တကျပေါ့နော်planning နဲ့ပေါ့ planning နဲ့တကယ်ကိုစီစဉ်တကြလေးလှုပ်ဆောင်နိုင်ရမယ်မိမိကိုမိမိထိန်းချုပ်ပြီးတော့ပေါ့နော်ဆောင်ရွက်နိုင်ရမယ်ကိုယ့်ရဲ့ထိန်းချုပ်မှုပေါ်မှာဟိုအလွတ်မဲ့ပေါ့နော်မထိန်းချုပ်မှုမရှိဘဲနဲ့အလုပ်တွေကိုမလုပ်ဆောင်အောင်ဘူးပေါ့နော်doing what and distract ပေါ့နော်တကယ်ကိုပေါ့နော်ဒီမိမိလှုပ်ဆောင်တဲ့အလုပ်တိုင်းက set control တွေရှိနေရမယ်set control တွေမိမိကိုမိမိထိန်းချုပ်ပြီးတော့ထိန်းချုပ်မှုကိုပြသနိုင်တဲ့အနေအထားတွေရှိနေရမှာလည်းဖြစ်ပါတယ်ရှင်။နောက်ပြီးတော့ sharing try with issue နောက်တစ်ခါတော့ sharing ဝေမျှနိုင်ရမယ်အခက်ခဲတွေကိုပေါ့နော်အခက်ခဲမရှိပေါ့နော်မိမိမှာရှိတဲ့အကြောင်းအရာတွေကိုလည်းပဲမိမိမှာရှိတဲ့အချက်လက်တွေကိုလည်းပဲဝေမျှပေးတတ်တဲ့အလေးထားတွေရှိရမယ်ဝေမျှသုံးစွဲနိုင်ရမယ်ဝေမျှပြီးတော့ဆောင်ရွက်နိုင်ရမယ်ဒါလေးတွေကိုလည်းငယ်စဉ်ကတည်းကပေါ့နော်ကလေးတွေကိုလေ့ကျင့်ပေးရမယ်သူတို့ရဲ့အယုတ်ကလေးတွေကိုသူတို့ရဲ့တငယ်ချင်းတွေနဲ့အတူတူဝေမျှကစားတာဝေမျှစားသုံးတာဝေမျှဆောင်ရွက်တာဒါမျိုးလေးတွေကိုလေ့ကျင့်ပေးရမယ်ဒါဆိုရင်ဒီလိုမျိုးဆောင်ရွက်ချက်ကလေးတွေရောက်လာပြီဆိုရင်ခုန raising hand in class တွေ waiting in the line your turn တွေနောက်တက doing what and distress တွေနောက်တက sharing try တွေပေါ့နော်ဒါမျိုးတွေဟာကျမတို့ကလေးတွေကိုခုနပေါ့နော်ဒီ inhibitory control တွေ self control တွေဖြစ်အောင်လေ့ကျင့်ပေးတာလည်းဖြစ်ပါတယ်ရှင်အဲ့ဒီမှာဆိုရင်ကျမတို့မိမိကိုမိမိထိန်းချုပ်နိုင်တဲ့စွမ်းရည်တွေမှာဆိုရင်မိမိရဲ့တုံ့ပြန်မှုတွေကိုထိန်းချုပ်ပြီးတော့ဘယ်လိုပြုမှုရမယ်ဆိုတာကိုမလုံဆောင်မီမှာကြိုတင်ပြီးတော့စဉ်းစားနိုင်စွမ်းကိုဆိုလိုတယ်ဥပမာအတန်းထဲမှာမေးခွန်းမေးတော့မယ်ဆိုရင်လက်ထောင်နဲ့နာမည်ခေါ်ပြီးခံရတော့မှဖြေတယ်ပေါ့နော်စောင့်ဆိုင်ပြီးတော့မှမဖြေမီမှာလဲစဉ်းစားမယ်ပေါ့ဒါကိုထိန်းချုပ်နိုင်မှုအတွက်လှုပ်ဆောင်နိုင်တဲ့တာရကတစ်ခုလည်းဖြစ်တယ်ဒီလိုအရာလေးတွေကိုလေ့ကျင့်ပေးကြရမှာလည်းဖြစ်ပါတယ်ရှင်နောက်ပြီးတော့အဲ့မှာဆိုရင်ကျမတို့မိမိကိုမိမိထိန်းချုပ်နိုင်လိုက်ခြင်းအပြင်အကြောင်းအရာတွေပေါ့နော်မလျော်မသိဖြစ်မဲ့အကြောင်းအရာတွေကိုကာကွယ်ပြီးသားလဲကြာတယ်မိမိကိုမိမိထိန်းချုပ်လိုက်နိုင်ခြင်းဟာမိမိကိုလည်းမိမိကာကွယ်ပြီးသားလဲကြာသွားတယ်အဲ့ဒီလိုမျိုးထိန်းချုပ်ခြင်းဟာပတ်ဝန်းကျင်ကိုလည်းအနှောင့်အယှက်ဖြစ်တာတွေမရှိတော့ဘူးပေါ့နော်အဲ့ဒါအင်မတန်ကိုအရေးကြီးတာဒါကြောင့်ကျမတို့ဒါကြောင့်လည်းအဓိကကြီး executive functional skill ထဲမှာအဓိကကျမတို့ inhibitory control ဆိုတဲ့မိမိကိုမိမိထိန်းသိမ်းဆောင်ရွက်နိုင်တဲ့စွမ်းရည်တွေကိုထည့်ထားခြင်းလည်းဖြစ်တာပဲဖြစ်တယ်အလေးအကျင့်လေးတွေအပြုအမူလေးတွေကိုထည့်သွင်းထားခြင်းလည်းဖြစ်ပါတယ်ရှင်ဒါကြောင့်ကျမဆွေးနွေးပေးသွားတဲ့ခဏဆွေးနွေးပေးခဲ့ရဆိုရင် EFS function ရဲ့တတိယအပိုင်းလေးဖြစ်တယ်ပေါ့နော် inhibitory control ပေါ့နော်မိမိရဲ့လှုပ်ဆောင်တဲ့လုပ်ငန်းတွေမှာထိန်းသိမ်းနဲ့ဆောင်ရွက်နိုင်တဲ့စွမ်းရည်တွေပေါ့နော်အပြုအမူတွေရှိအောင်ကျမတို့ကလေးတွေကိုလည်းပဲဖြည်းဖြည်းချင်းပေါ့နော်စိတ်ရှိနဲ့လေ့ကျင့်ပေးကြရမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုကျမအနေနဲ့ယနေ့ဆွေးနွေးပေးရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်